နေ့ကမှုတကောင်လေးတယောက်ပေါ့နော်ဆရာတဲ့ဆိုင်ကြွပါဦးတဲ့အမှုလေးဆွေးနွေးပြီးဒီဆရာအမှုအမလို့တဲ့နော်ဆိုတော့တာပေါ့ဗျာအကျော်နော်တော့ကကြတော့ तू ကအဲ့လဲရောက်ပါဆရာကြီးတဲ့သမီးကလည်းသမီးကြီးစောက်တရားဆွဲချင်တာဆရာတဲ့နော်ကျွန်တော်လည်းမိကောဟာဘာလဲညီစညီကိုစားပြီးနားမလဲဝါပြီးထွေးထွေးလှုပ်သွားရင်မို့လားဒါမျိုးတော့မခံနဲ့ညီမခံနဲ့ညီဆွဲကိုဆွဲဆရာကောင်းဆုံးဆောင်ရပေးမယ်ဘာညာပေါ့ဗျာအဲ့လိုပြောတာပေါ့ဒီလိုဆရာကြီးတဲ့သမီးကတဲ့သမီးကောင်လေးနဲ့တဲ့ရီစားဖြစ်ပြီးနောက်ပိုင်းပေါ်ဆရာရဲ့တဲ့သမီးကိုဟိုတယ်တစ်ခုကိုချိန်နေဆရာတဲ့အေးဘောလို့ချိန်တော့ပြောလီလို့အဲ့ကိစ္စမှညီလို့တရားစွဲဖို့ဖြစ်လာတယ်မလားဆိုတော့ဟုတ်တယ်ဆရာတဲ့အဲ့မဲ့ဟိုတယ်ရောက်တော့မှ तू ကအခန်းယူထားတယ်တဲ့ဆရာတဲ့အဲ့မဲ့သမီးကိုအဲ့မဲ့တွေ့တယ်ပေါ့ဆရာရဲ့တဲ့တွေ့ခါကျတော့ तू ကသမီးကိုဘာပြောထင်လဲဆရာတဲ့ဟာဘာပြောဆိုငါဘလို့သိမှာတော့ညီတို့ကြီးအဲ့ဟိုတယ်အခန်းထဲမှာဖြစ်တဲ့ကိစ္စငါချိနေရမှာမဟုတ်တာအဲ့အခန်းထဲမှာလေညီပြောမှငါသိမှဟိုဘလို့ဆောင်ရွက်ရမယ်ဆိုတာကိုအကြံဉာဏ်နေပေးပြီးတော့လောက်ရမှာအဲ့တော့အကြံဉာဏ်နေငါပေးမယ်တရားဆွဲသိနေဆိုလဲဆွဲမယ်ဘာညာပေါ့ပွင့်လင်းတာပြောချက်မနေနဲ့ညီအဲ့ခန်းထဲမှာညီကိုဘာလုပ်တော့အဲ့တရက်ပဲလားအဲ့တညပဲလားမိုးဆရာအဲ့တရက်ပဲတဲ့အဲ့ဒီကိစ္စနဲ့ပတ်သက်သူမြဲတရားဆွဲမှာအေးပြောအဲ့ဒီမှာဘာဖြစ်ကြတော့ပြောဆိုတော့သူကတဲ့သမီးလက်ကလေးကိုကင်နေစရာတဲ့အေးလက်ကင်ဘာဆက်လို့တော့အေးပြောပါညီကလည်းတွန်းဆုံနေဆိုလက်ကင်ပြီးတော့တဲ့သမီးကိုတဲ့သူကစစ်ကြည့်ပြီးတော့ငါတို့တွေတဲ့ညီမတွေလိုပဲနေသွားကြအောင်ဟာလို့ပြောတယ်ဆရာတဲ့အဲ့ကျမှသမီးအဲ့ဒါအဲ့ကျမှသမီးကသူကအချောက်ကြီးမှန်သိခဲ့ရဆရာသမီးချက်လို့တဲ့တရားဆွဲမှာဆရာအဲ့ကိစ္စပါဆရာဒုက္ခပဲမင်းကလေးတွေ